အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာဒီနေ့ဗာပြရလဲဆိုရင်ကျွန်တော် PWN လမ်းကြောင်းလေးပေါ့နော်ဒီမှာကျွန်တော်အလင်းမောင်လေးဒီလိုလေးချိန်နေတယ်နော်အလင်းမောင်ချိန်လိုက်လို့ရှိရင် PWN လမ်းကြောင်းဘယ်လိုလုပ်မလဲကြည့်ကြည့်အောင်ကျွန်တော်နည်းနည်းလောက်အလင်းလေးကို short လိုက်မယ်ဒီမှာ PWN လမ်းကြောင်းရဲ့ duty cycle ကဘယ်ရောက်သွားလဲဆိုရင်မိုင်းနဲ့ဘက်ကကျဲလာတယ်ပေါ့အောက်ဘက်ချမ်းလေးကနည်းနည်းကျဲလာတယ်ကျွန်တော်အလင်းလေးနည်းနည်းလေးတင်လိုက်မယ်တင်လိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်သွားလဲမိုင်းနဲ့ duty cycle ပျောက်သွားတယ်အောက်မှာတန်မိုးလေးတွေပါတယ်နော်ကျွန်တော်ဒီမှာ short လိုက်မယ်ဒါ short တယ်နော် duty cycle ကို short လိုက်တာအဲ့တော့ PWN CABC လမ်းကြောင်းလေးပေါ့ဒီလိုအချက်အတင်းလေးလုံနေတဲ့အချိန်မှာဟိုနောက်မှာလည်းအကျဉ်းကျယ်လေးဖြစ်နေပေါ့နော် duty cycle လေးဒီမှာ CABC လမ်းကြောင်းလေးကိုကျွန်တော်တိုင်းပြထားတာဖြစ်ပါတယ် NCD ရဲ့ CABC လမ်းကြောင်းမှာအဲ့တော့ duty cycle ကအောက်ဘက်ကအပိုင်းကဒီမှာကျွန်တော်ကြည့်အောင်နော်ဒီမှာduty cycle မှာကျွန်တော်တို့အောက်မှာ0ဖြစ်တဲ့အချိန်ရှိတယ်1ဖြစ်တဲ့အချိန်ရှိတယ်เนาะအဲ့တော့ backlight ဘိုင်းမှာဆိုရင်1ဖြစ်တဲ့အချိန်ကပိုများရတယ်เนาะဒီမှာ duty cycle ဘယ်လောက်ရခိုင်နှုန်းထိများလဲဆိုရင်ကျွန်တော်ဒီမှာเนาะဒါ short ထားတာအလင်းအကုန် short ထားတာเนาะကျွန်တော်ဖုန်းမှာအလင်းကုန် short ထားတဲ့ဟာကို flat duty cycle ကဘယ်လောက်လဲ89ရာခိုင်နှုန်းเนาะ89.94ရာခိုင်နှုန်းနဲ့ minus duty cycle ဆိုတာဒီအောက်ဆုံးကเนาะ0ဖြစ်တဲ့ duty cycle လေးက 10% လောက်ပဲရှိတယ်ဒီကောင် 90% လောက်ရှိတာပေါ့ကွာနော် 10.06 ဆိုတာဒီကောင်နော်အဲ့တော့ကျွန်တော်အလင်းလေးတင်လိုက်မယ်နော်ဒါကျွန်တော်တင်လိုက်ပြီးအလင်းလေးဖြည်းဖြည်းချင်းတင်လိုက်တယ်ဒီမှာရင်လာရော့သွားတယ်မြင်လားဒါဖြည်းဖြည်းချင်းပြန်လျှော့ပြီးအလင်းလေးလျှော့လိုက်တဲ့ချိန်ကျရင်တစ်မျိုးပြောင်းပြီးတော့အလင်းလေးတင်လိုက်တဲ့ချိန်ကျရင်ဒီမှာ percentage လေးတစ်မျိုးပြောင်းသွားတယ်ဟုတ်လားဒါဆိုရင်ဘယ်လောက် percent အောင်ဖြစ်သွားမှာလဲဆိုရင်ဒီဘက်ကတော်တော်ပြည့်သွားမှာပေါ့နော်တော်တော်လေး90ကျော်100ဝန်းကျင်လောက်ရှိမှာဒါကျွန်တော်လက်နဲ့ကင်ထားလို့ control လေးကိုနော်အဲ့တော့ဒါဆိုရင်ဘာဖြစ်လဲဒါအလင်းအကုန် short ထားတယ်အနေထားရဲ့ဒါ PWN signal ထွက်တဲ့အခြေအနေလေးကိုကျွန်တော်လက်တွေ့တိုင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ပညာရကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့တူတူဆက်ပြီးတော့နောက်ထပ်စမ်းသပ်စရာလေးထပ်ပြီးတော့တူတူစမ်းသပ်ကြည့်ကြရအောင်เนาะဒီမှာကျွန်တော် shorting လေးလုပ်နေတာကိုပြင်ကနေပြပေးမယ်เนาะ shorting လုပ်လိုက်လို့ရှိရင်ဟိုဘက်မှာ duty cycle လေးပြပေးမှာပေါ့เนาะဟိုမှာတစ်ချက်เนาะ duty cycle ပြပေးရဲတင်လိုက်မယ်ပြန်ရော့သွားတယ်ပြန်လျှော့လိုက်မယ်ကျွန်တော်ပြန်တင်လိုက်မယ်လျှော့လိုက်မယ်ဒီလိုမျိုးအလုပ်လုပ်ပါတယ်ဒါ PWN เนาะငါတို့ဒီ NCD ရဲ့ backlight ပိုင်းမှာရှိရဲ့ PWN အလုပ်လုပ်ပုံလေးဖြစ်ပါတယ်เนาะအဲ့တော့ပြန်တင်လိုက်တော့မယ်ကျွန်တော်ဟုတ်ပြီဗျာကဲကျေးဇူးတင်ပါတယ်